ဒီနေ့ကတော့ပေးစီလို့ပတ်စံကုန်နေနေပါဘာလို့ကုန်တာလဲဆိုတော့ဟလာပြန်သွားလေတော့ပေးစီလို့ဘာလို့ပတ်စံကုန်ရလဲဆိုတော့ဒီမှာဘဲဘဲကိုညီမဝစ်ဆောင်လေးဝယ်ပေးနေဖြစ်ပါတယ် ဘယ်လောက်ကုန်လဲဆိုတော့ဘယ်လောက်ကုန်ပထမဆုံးအထင်မှနေကြိုက်အင်းကြီးလေးကတော့ Platino ပိုးသားအမေဘောင်းမီနဲ့လည်းဝယ်လို့ရတယ်ဝယ်လိုက်လို့ရှိရင် luxury vibe အပြည့်ပဲအစိုးလေးကလည်းတစ်ခတ်နဲ့ပစိုးဝယ်ကြည့်အတွက်တင်တော်ရဲကိုပိုင်ဒီဇိုင်းဖြစ်ပြီးတော့အမြိတ်ကအသက်ပဲဒီရှက်လေးလည်း Platino ပိုးသားပဲဒီကာလာညူရဲသူရင်နဲ့လိုက်တယ်အစိုးကတော့ Longi Village ကကိုပိုင်ဒီဇိုင်းလက်ရှင်တော့ပစိုးလို့ခေါ်တယ်လက်ရက်ကန်လေးမို့လို့ဝယ်လိုက်လို့ရှိရင်လည်းခန်းနာမှုအပြည့်ဖြစ်နေမှာပါဒီကာလာလေးကလည်းအသားဖြူရဲသူရင်နဲ့ပို့ပြီးတော့လိုက်တယ်သူလည်း Platino ပိုးသားပဲမာတော့ crystal ပစိုးလေးဝယ်ထားတယ်ချီလေးပင်ပူးနဲ့ထိုးထားပြီးတော့ရေလျှော်လို့လည်းရတယ်တခုတော့ရှိရသူကလက်နဲ့တော့လျှော်ရမယ်ပေါ့နော်အမြိတ်ကပေါင်တစ်ဖက်ပေါ်ပဲရှိအပြည့်မရှိဘူး iPhone 70 Pro Max အရာအသားလေးအေးလေးချွေးထွက်ရင်တော့မှအသားလေးအေးနေစေတယ်။ကြားလေးရဲ့အတွက်ဘာပွဲတဲ့ညာပွဲအတွက်အရန်ဆင်ပြေတယ်။အစိုးလေးကတော့ရွှေဖူးစာပစိုးအသစ်ထွက်တာမကြသေးဘူး။စာမစုံသေးညိုကီရဲ့အတွက်အဆင်ပြေတယ်။သူတော့မပါဘူး။ချွေးကွက်တယ်။ဂျင်းချီပေါင်းသားလေးပါ။ဟုတ်ပါပိန်နဲ့ဖြိုးလို့ရတယ်။အစိုးကကိုပိုင်ဒီဇိုင်းရဲ့ logo မှာယော်ကီအယောင်ပစိုးလေးထုတ်ပေးထားတာပါ။ Village က premium quality ပဲသုံးပေးထားတာဆိုတော့အရန်ကိုအဆင်ပြေ။ယောက်ျားလေးရဲ့အတွက်လည်းပွဲတက်အတွက်အရန်ဆင်ပြေပါတယ်။ချွေးဆိုရင်ဒီလိုပစိုးမျိုးလေးတွေမြန်မာနိုင်ငံမှာလက်ရှာကြည့်ရပေါ့နော်။ဆိုလဲပွဲတက်အတွက်တေချာသက်ရက်လေးဝှေ့ချင်လက်ရှာကြည့်တော့တမတွေ့ရများတယ် Longi Village မှာတော့တကယ် design စုံ quality ကောင်းတဲ့ pistol လေးတွေ stick collar လေးတွေအများကြီးရှိရမို့လို့ယောက်ျားလေးတိုင်း Longi Village မှာဝယ်သိနေနော်